Okay အားလုံးမင်္ဂလာပါဗျာဒီနေ့မှာတော့ကျွန်တော်တို့တွေ techno ကြိုက်တဲ့မိတ်ဆွေများအတွက်10သိန်းစုံစုံလေးနဲ့ဝယ်တဲ့ဖုန်းတစ်လုံးကိုနည်းနည်းမျှပေးမယ်အဲ့ဒါကတော့ Infinix Note 60 Pro ပဲဖြစ်ပါတယ်အဲ့တော့ Pro Plus တွေလာပြီเนาะအဲ့တော့ကျွန်တော်တို့ Infinix Note 60 Pro 5G ကကျွန်တော်တို့တွေ10သိန်းစုံစုံနဲ့တကယ်ကိုဝယ်လို့ကောင်းတဲ့ဖုန်းတစ်လုံးဖြစ်ပါတယ်သူ့မှာပါတဲ့ performance တွေအကျန်းစားချစ်စက်ကြီးတွေကတော်တော်လေးကိုတန်တယ်လို့ယူဆလို့ရတယ်အဲ့တော့ကျွန်တော်တို့ဒီပထမဆုံးသူသုံးလာတဲ့ဒီ Snapdragon ကိုဒီ Note 60မှာသူစပြီးအသုံးပြုလာပြီပေါ့နော်အဲ့တော့ Snapdragon 7S Gen 4ကို 4nm နဲ့သုံးပေးထားတယ်ဒီ performance တွေတော်တော်ကိုကျန်းတယ်game software မိတ်ဆွေများတဲ့20 fps အထိကျွန်တော်ချောချောမွေ့မွေ့ကိုကစားနိုင်တယ် run နေ story ပေါ်မူတည်ပြီးဈေးနည်းနည်းလေးတော့ကွာမယ်တချို့ကလည်း73သိန်းတချို့လည်း14သိန်းစားပြီးပေါ့နော်15သိန်းစားပြီးပေါ့လေအဲ့တော့စုံလေးပဲတော်တော်လေးကိုဒီဈေးတန်းမှာဝယ်3သိန်းနဲ့ဖုန်းတစ်လုံးလို့ပြောလို့ရတယ်အဲ့တော့ကျွန်တော် run 8 day 128တို့256တို့UFF 2.2တို့စပြီးပေါ့နော် Android version ကိုလည်းကျွန်တော်16ကနေစအခြေခံထားပေးတယ် HOS 16 version အသစ်ပါဝင်သားမလို့ကျွန်တော် Android ကို3 year အထိ update ပေးထားတယ်အဲ့တော့ battery ဘိုင်းမှာလည်း6500 mAh နဲ့ကျွန်တော် massive battery အထိပါဝင်လာလို့ battery ဘိုင်းကတော့ share ကိုအသုံးခံမှာဖြစ်ပါတယ်ဒါတည်းမကသေးဘူး wireless charging ကိုပါ supporting ပေးထားတယ်90W fast charging စနစ်တွေအဲ့တော့16မိနစ်အတွင်းမှာ90ရာခိုင်နှုန်းထိအားမြန်သွင်းနိုင်တယ်လို့တရားဝင်ကြေညာထားတယ်အဲ့တော့ wireless ကိုလည်းအကျိုးမဲ့ Arduino စနစ်ကိုလည်း30W wireless charging အကျိုးမဲ့ Arduino စနစ်ကိုလည်းတစ်ခါတည်း supporting ပေးထားပြီးသားတစ်ခါတည်းဝယ်ရင်အဲ့ဒါမှတစ်ခါတည်းပါတယ်ပေါ့နော် game ဆိုရင်ဖုန်းမပူအောင်ထိဓာတ်ရိုက်အားပေးမဲ့ကျွန်တော်ရေး 5W charging လည်းပါဝင်ထားတယ်ဟိုတော်တော်လေးကိုပြည့်စုံတယ် gaming ဘိုင်းကိုသွားခြင်းနဲ့မိတ်ဆွေတွေအတွက်ဒီကောင်ကတော်တော်လေးကိုဝယ်သင့်တယ်ပေါ့နော်အဲ့တော့ကျွန်တော်တို့ display ဘိုင်းမှာလည်းသူ့ရဲ့မျက်နှာပြင်မှာ 6.78 inch 1.5K ကျွန်တော်ရေး1208 2640 pixel flat AMOLED display ကိုတုံးပေးထားတယ်တော်တော်လေးကိုရုပ်တွေကြွတယ်အဲ့တော့ကျွန်တော်တို့144 Hz reflecting အပြည့်ရလို့မလို့လုံးဝ300 smooth တွေဖြစ်စေတယ် brightness မှာလည်း pit bright မှာ4500နစ်ထိတောင်ပါဝင်လို့မလို့နေပူထဲမှာကြည့်ရင်လောကကြည်တောက်ရှင်းပဲအဲ့တော့ကျွန်တော်တို့အကျန်းထန်ပြုတ်ကြတာတွေကိုခံနိုင်ဖို့အတွက် Gorilla Glass 7i ကိုသုံးပေးထားလို့တို့မို့တောင်ပြုတ်ကြလာတော့စိတ်ပူစရာကိုမလိုဘူးเนาะတော်တော်လေးကိုမိုက်တယ် camera စနစ်မှာတဲ့ rear camera မှာကျွန်တော်ကြီး50 megapixel main 1.5 OIS နဲ့တွေပါဝင်တယ် optical image တွေပါဝင်တယ်ကျွန်တော်တို့ဗီဒီယိုရိုက်နေကျွန်တော်တို့လက်ကဘယ်လောက်ပဲတုံသူ့မှာရုပ်ငိမ့်တဲ့စနစ်တွေကိုပါတယ်8 megapixel ultra wide တွေအဲ့တော့ကျေပြည့်တဲ့ shooting တွေအတွက်သုံးနိုင်တယ်ဗီဒီယိုတော့ 4K ကိုကျွန်တော်30 fps ရဲ့အထိရိုက်ကူးနိုင်တာဖြစ်ပါတယ်ဒါကြောင့်မလို့ရိုက်လိုက်တဲ့ဗီဒီယို quality ကတော်တော်လေးကိုကြည်တယ်ဆိုရဲ focus မှာလည်း73 megapixel ဖြစ်ပြီးတော့ကျွန်တော်တွေ focus ကတော့ rear ကိုအရှိအောင်နောက်ကို 4K အထိကျွန်တော်ရိုက်ဖို့နိုင်အောင်သူ supporting ပေးထားတယ် body design ကိုလည်းတစ်ချက်ရှိုးလိုက်အောင်ကျွန်တော်တို့တော်တော်လေးကိုပြောမဆို iPhone 7 Pro Max လို့ဘာဖြစ်အဲ့လိုမျိုး design နဲ့သွားဆင်တယ်ဖြုံးနေကြည့်လိုက်ရင်အယောင် color ဝါစ iPhone 7လို့ထင်ရတယ်မို့နော် aluminum frame နဲ့ aluminum back cover တွေ body တွေကိုသုံးထားလို့မလို့တော်တော်လေးကိုတောက်တင်းတင်းနဲ့တကယ်ကိုပြောမဆိုရင် premium ဆန်တဲ့ဖုန်းတစ်လုံးကိုကန်ရတယ်လို့ဖြစ်မှာအထူးကလည်း 7.45mm ပဲရှိတယ်ဗရီကြီးပြင်မဲ့တော်တော်လေးကိုကြစ်လေးနဲ့ပပလေးရှိတယ်လို့ဆိုလို့ရမယ်အလေးချိန်200 gram ပဲရှိတယ်နော်သူ့ရဲ့ specification future လေးကတော့သူ့ရဲ့ job back camera နားမှာကျွန်တော်အားလုံးလူကြိုက်များတဲ့သူ့ရဲ့အနောက်ဘက်လေးမှာကြိုက်တဲ့စာလေးကြိုက်တဲ့ပုံလေးကိုကျွန်တော် motion အရှိန်လေးနဲ့ထားလို့ရတယ်အဲကြောင့် active matrix display လို့ခေါ်တာပေါ့နော်သူ့တို့ FRG LED ပါဝင်လို့မို့လို့ဖုန်းလိုင်းအာသွင်းမီလီနဲ့အပြင်ဖြစ်ဆက်ပတ်ကျွန်တော်ခွေးလေးတွေကြောင်လေးတွေဒါပေမဲ့ကြိုက်နေတဲ့ပုံလေးတွေစာလေးတွေကိုကြိုက်နေတဲ့ရာလေးအနောက်ကျောပြင်မှာကျွန်တော်ရေးသတ်မှတ်ပြီးထားလို့ရတယ်အိုင်ကွန်လေးအမြင်နဲ့လေးပြီးလှုပ်ရှားနေတာဆိုတော့စိတ်ဝင်စားမှုတစ်ခုရတယ် IP64 water resistant ပါဝင်လို့မို့လို့ဖုန်းနဲ့ရေစုခံကိုလည်းခန့်နိုင်တယ်အဲ့တော့ကျွန်တော်လေးလက်ဝဲစနစ်အပြင်ကိုဖုန်းမှာကျွန်တော် heart rate sensor တွေနှလုံးခုန်နှုန်းသွေးနှုန်းတိုင်းတာတွေစပစ်သူတရားလေးကိုတော်တော်လေးကို function စုံလေးကိုထည့်ပေးထားတယ်ပုံမိုက်တာကတော့ JBL Studio speaker ပါဝင်လို့မို့လို့သူ JBL နဲ့ collaborate လုပ်ထားဆိုတော့ speaker ဘိုင်းမှာလုံးဝကျွန်တော်တို့ရုပ်ရှင်ရဲ့အတန် quality တိုင်းကိုထွက်တယ်အတန်တော်တော်လေးကိုမိုက်တယ်လို့ပြောလို့ရတယ်နော်အဲ့တော့ကျွန်တော်တို့ကာလာလေးရတော့မိတ်ဆွေများဒီလေမွန်ရောင်လေးပြာရောင်လေး coffee new ရောင်လေးစပြပေါ့နော်ကျွန်တော်တွေ The Ocean Blue တို့ Mocha Brown တို့ Miss Titanium တို့ Frog Slaver တို့နောက် Tornado Black စပြပေါ့ကျွန်တော်တွေကာလာလေး3-4ရောင်တော့ကျွန်တော်ရွေးချယ်စရာရှိမယ်အဲ့တော့ဈေးနှုန်းလေးရလဲတော်တော်ရွေးချယ်လို့ကောင်းတယ်run အမြင့်ဆုံးမှာကျွန်တော်15သိန်းဝန်းကျင်တချို့တော့ run လက်စားဆို73စနစ်17စပြပေါ့နော် run မကိပေါ်မူတည်ပြီးအယောင်ပေါ်မူတည်ပြီးနေရာဒေတာပေါ်မူတည်ပြီးတော့ဈေးနှုန်းလေးတော့အနေချင်းကွာသွားနိုင်တယ်အဲ့တော့ game ရရောသွားခြင်းတယ်ကင်မရာလွတ်လည်းမိုက်တယ်
body design လည်း premium ဆန်တယ်ဆိုတော့အကျန်းခံမိုင်းနဲ့ပြောကြမလို့တော်တော်လေးကိုကျွန်တော်ပြပြစုံစုံလေးကိုထည့်ပေးထားတယ်လို့ဆိုလို့ရတယ်တော်တော်မိုက်တယ်လို့ပြောလို့ရတယ်အဲ့ဆိုရင်ကျွန်တော်တို့ကသူနဲ့သွားရှင်စရာ Redmi ထဲမှာဆိုရင်ကျွန်တော်ရဲ့ Note 15 Pro နဲ့သွားရှင်စရာရှိတယ်Note 15 Pro ကသူ့ထက်အပိုအကျန်းခံတာကိုတွေ့ရတယ်သူ့တက်ပို့အကျန်းခံတာကိုတွေ့ရတယ် display ဘိုင်းမှာလည်းပို့ပြီးတော့ကျွန်တော်ကြည့်ရတဲ့အဆင်ပြေတော့တွားတွေ့တယ်ဒါပေမဲ့ဒီကောင်က game ဘိုင်းမှာသူ့ချစ်ဆက်ဘိုင်းမှာအတန် quality ဘိုင်းမှာဆိုဒီကောင်ကိုတွားရှင်လို့မရဘူးတော့နဲ့သူအားနဲ့ချက်အတားချက်လို့ရှိတာပေါ့နေဈေးနှုန်းရရလဲကျွန်တော်တိတ်မကွာလာဘူးကျွန်တော် Infinix Note 60 Pro 5G ရဲ့ Redmi Note 15 Pro 5G ရဲ့ဈေးနှုန်းတော့တိတ်မကွာလာဘူးနည်းနည်းလေးပဲပေါ့နော်ဒါတော့ Redmi ကတော့နည်းနည်းပိုမှာပေါ့နော်အဲ့တော့ကျွန်တော်တို့ဘာဖြစ်ကျွန်တော်မိတ်ဆွေများဒီ10သိန်းထက်မှာဒီဖုန်းနှလုံးကရှင်ရွေးလို့ကောင်းတဲ့နှလုံးပဲဖြစ်ပါတယ်မိတ်ဆွေများကြိုက်တဲ့ brand ကိုရွေးပါတော်တော်လေးကိုမိုက်တယ်ဒါပေမဲ့ future စုံလေးနဲ့လူစိတ်ဝင်စားမှုအကောင်းဆုံးကတော့ဒီကောင်လေးကိုgame မိုင်းကိုအဓိကကျုံးချင်တယ်ဆိုတော့ဒီကောင်လေးကိုတော့ဒီကောင်လေးကSnapdragon 7F ကို 4M နဲ့ဆိုတော့ပို့ပြီးတော့ကျွန်တော်CPU ဘိုင်းမှာပို့ပြီးတော့ performance ကပိုတက်လက်တာကိုတွေ့ရတယ်ဒါလေးကိုမိတ်ဆွေများမြောက်ပေးတာဖြစ်ပါတယ်အားလုံးကျေးဇူးတင်ပါတယ်ကျွန်တော်မိတ်ဆွေများကဘယ်ဖုန်းအကြောင်းလေးတွေသိချင်တယ်အဲ့တော့မိတ်ဆွေများခုဘာဖုန်းလေးတွေကင်ထားလဲဒါလေး comment လေးမှာရေးပြပါဦးဗျကျွန်တော်နောက်ဗီဒီယိုမှာတော့မိတ်ဆွေများသိချင်တဲ့ဖုန်းလေးတွေကိုပြန်လည်ပြီးတက်ဆက်ပေးမှာဖြစ်ပါတယ်ဗျအားလုံးကိုကျေးဇူးတင်ပါတယ်ဗျ